မင်္ဂလာပါဒီနေ့ကတော့မဟာသမယသုတ်တော်ကိုရွတ်ဖတ်တရဆယ်ပူဇော်ရခြင်းကြောင့်ရရှိလာမယ့်အကျိုးကျေးဇူးများကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1အနာရောဂါကင်းရှင်းခြင်းနံပါတ်2ဘေးဆိုးရန်ဆိုးအန္တရာယ်အမျိုးမျိုးတို့မကြောက်ရောက်ပဲပြေပြောက်ခြင်းနံပါတ်3အသက်ရှိရှိနေရခြင်းနံပါတ်4ဒေါသတရားနေပါခြင်းနံပါတ်5မောဟစိတ်များဖုံးလွှမ်းမှုမရှိခြင်းနံပါတ်6ထောင်ပေါင်းများစွာသောနတ်မြမာတို့၏ချစ်ခင်နှစ်သက်ယူရမှုကိုရရှိခြင်းနံပါတ်9သစ္စာ၄ပါးတရားတို့ကိုထိုးထွင်း၍သိမြင်နိုင်ခြင်းအစရှိသောအကျိုးထူးတရားတို့ကိုမှုတ်ချရရှိစေနိုင်ပါလေတနည်းအားဖြင့်နတ်ချစ်ကာထာတော်လို့လည်းလူသိများတဲ့မဟာသမယသုတ်တော်ကိုမိမိတို့အိမ်ရုံးခန်းလုပ်ငန်းဆိုင်ခန်းတွေမှာရွတ်ဖတ်ခြင်းအပြင်စီးပွားလက်လာပါတွေတိုးပွားပြီးဘေးဆိုးရန်ဆိုးအန္တရာယ်အမျိုးမျိုးတို့မှမကြရောက်ပဲထူးခြားတဲ့ပြောင်းလဲမှုတွေလည်းတွေ့ကြုံရနိုင်ပါတယ်ဆရာတော်ကြီးတွေကနေ့စဉ်အချိန်မှန်ရွတ်ဖို့အဓိကဟောကြားထားပါတယ်ယခုဆိုရင်ဆရာတော်ကြီးတွေရွတ်ဖတ်ထားတဲ့ဗီဒီယိုဖိုင်တွေလည်းအလွယ်တကူရှာဖွေနားထောင်နေလို့ရနေပါပြီမိတ်ဆွေတို့လည်းအချိန်ရရင်နေ့စဉ်နေ့ညမပြတ်ရွတ်ဖတ်တဲ့ဆယ်ကြပါလို့တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျာ